အာဂျင်တီးနားရဲ့အောင်ပွဲမက်ဆီရဲ့စံချိန်တွေထက်လူပြောပုံများခဲ့တဲ့ကေပါတီပရိသတ်များအားမင်္ဂလာပါများ90 plus အားကစား channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်2026ကမ္ဘာလားရှုံးတဲ့အဆင့်မှာအာဂျင်တီးနားကကေပါတီကို3-2နဲ့နိုင်ရခဲ့ပါတယ်စင်းအင်းကတော့နိုင်ရတဲ့အသင်းကအာဂျင်တီးနားနောက်တစ်ဆင့်တက်တဲ့အသင်းကလည်းအာဂျင်တီးနားပါပဲဒါပေမဲ့ပွဲပြီးသွားချိန်မှာတစ်ကမ္ဘာလုံးပြောနေကြတာကအာဂျင်တီးနားရဲ့အောင်ပွဲအကြောင်းတက်ကေပါတီရဲ့မယုံကြည်နိုင်စရာကောင်းတဲ့စွမ်းဆောင်ရည်အကြောင်းကပုံများခဲ့ပါတယ်လီယိုနယ်မက်ဆီကနောက်ထပ်သမိုင်းတစ်ခုရေးထိုးခဲ့တဲ့ကမ္ဘာလားသမိုင်းမှာတွင်းကုန်20ပေးတဲ့ပထမဆုံးကစားမဖြစ်လာခဲ့သလိုရှစ်ပွဲဆက်တိုက်ဂိုးသွင်းနိုင်တဲ့ဒုတိယကစားမဆိုတဲ့စံချိန်ကိုလည်းထပ်မံပိုင်ဆိုင်ခဲ့တယ်။အသက်39နှစ်သားကြီးဟာနှစ်ဘူးတန်ရရနေတဲ့ဂျားရဲကနေကွင်းထဲကနေမထွက်ပဲအသင်းအတွက်အဆုံးထိတိုက်ပွဲဝင်ခဲ့တာကလည်းကနဝင်တယောက်ရဲ့စိတ်ဓာတ်ကိုပြသခဲ့တယ်။ဒါပေမဲ့ထူးဆန်းတာကဒီလောက်ကြီးမားတဲ့စံချိန်တွေတောင်ပွဲပြီးမှအဓိကကောင်းစင်ဖြစ်ခဲ့ပါဘူး။အဲဒီစံချိန်တွေကိုမိမ့်မိန်သွားစေခဲ့တာကကမ္ဘာ့ချန်ပီယံကိုအဆုံးစွန်ပြီးတုံလုံးစေခဲ့တဲ့ကေပါရီပါ။ပွဲမစားခင်ကဒီပွဲကိုလူတိုင်းကဒါဝီနဲ့ဂေါ်ရီယန်တို့ရဲ့တိုက်ပွဲလို့ခေါ်ခဲ့ကြတယ်။တပတ်မှာကမ္ဘာ့ချန်ပီယံနောက်တစ်ပတ်မှာတော့ကမ္ဘာ့ဖလားကိုပထမဆုံးအကြိမ်ဝင်ရောက်ရှင်ပြိုင်တဲ့လူဦးရေ9သိန်းကျော်ရှိတဲ့ကျွန်းနိုင်ငံငယ်လေးစာရဲဘော်ကအင်အားချင်းရှင်ဒီပွဲကအရှုံးနိုင်ကြိုးရေးထားပြီးလို့တောင်ထင်ရပါတယ်။ဒါပေမဲ့ဘောလုံးဟာစာရဲဘော်မှာကစားတဲ့အားကစားမဟုတ်ဘူးဆိုတာကေပါရီကသက်သေပြသွားခဲ့ပါတယ်။အာဂျင်တီးနားကမန်စီရဲ့တွင်ကုန်နဲ့ဦးဆောင်နိုင်ခဲ့ပေမဲ့ကေပါရီကလည်းအရှုံးမပေးခဲ့ပါဘူး။သူတို့ရဲ့ခံစစ်စီးမြင်အပြေးအားနဲ့အချင်းချင်းယုံကြည်မှုကကမ္ဘာ့ချန်ပီယံတွေကိုတစ်ချိန်ပြီးတစ်ချိန်အခက်တွေ့စေခဲ့တယ်။ဒုတိယပိုင်းမှာဂျီရိုင်းဒူအာတေးရဲ့လှပတဲ့ခြေပါကူကအာဂျင်တီးနားကိုပထမဆုံးသတိပေးခဲ့တယ်။ဒီအသင်းကလွယ်လွယ်နဲ့မကြဘူးဆိုတဲ့အချက်ပြတယ်ပါပဲ။မိနစ်90ပြည့်တဲ့အထိတေးချနေခဲ့လို့အချိန်မိုးဆက်ကစားခဲ့ရပါတယ်။အချိန်မိုးကလီဆန်ဒိုမာတီနဲ့တွင်းကိုဝင်သွားတဲ့အချိန်မှာလူများစုကပွဲပေးသွားပြီလို့ထင်ခဲ့ကြပါတယ်။ကမ္ဘာ့ချန်ပီယံတွေအနိုင်ယူလိုက်ပြီလို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့ကေပါရီကရှုံးကိုလက်မခံခဲ့ပါဘူး။ဘောလုံးအကစားကိုချစ်မြတ်လို့တဲ့ညီကိုတွေအနေနဲ့ဂျာစီတွေကလည်းအရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတာပါ။အခုသိရတဲ့အသင်းရဲ့ဂျာစီတွေကိုပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့စိတ်ချယုံကြည်စွာဝယ်ယူခြင်းနဲ့ဆိုရင်တော့ YGN ဂျာစီ short ရှိပါတယ်။ကလန်တင်းနိုင်ငံအသင်းအစောရဲ့ဂျာစီတွေကို player version, fan version နဲ့ time made one set တွေအပြင်အသင်း t-shirt တွေလည်းရရှိနိုင်ပါတယ်။ Royal Express ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ဝယ်ချေစနစ်နဲ့ရောင်းချပေးတာမို့လို့စိတ်ချလက်ချဝယ်ယူနိုင်ပါတယ်ညီကိုတို့ကြီး။ဝယ်ယူအားပေးခြင်းတဲ့ညီကိုတွေအနေနဲ့ YGN ဂျာစီ short ရဲ့ Facebook page Messenger မှာတွားရောက်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။စိတ်ချမ်းသာခြင်း YGN မှာဂျာစီဝယ်ပါ103မိနစ်မှာဆန်ဒရီလိုပတ်စ်ကာဘရီရဲ့ဝေးကန်ချက်ကအီမီလီယာနိုမာတီနတ်တောင်လက်မမိနိုင်တဲ့အပေါ်တော်တဲကိုဝင်သွားခဲ့ပါတယ်။အဲဒီခဏမှာတော့ကမ္ဘာတဝန်းကဘောလုံးပရိသတ်တွေအားလုံးအားအသင်းခဲ့ရပါတယ်။အာဂျင်တီးနားကိုနှစ်ကြိမ်တိုင်ပြန်လိုက်နိုင်ခဲ့တဲ့အသင်းကကေပါတီလိုအသင်းမျိုးဖြစ်နေကြတာပါ။ဒီဂိုးဟာပြန်ပွဲအလှပဆုံးဂိုးတွေကတကောဖြစ်လာနိုင်သလိုပွဲတစ်ပွဲလုံးရဲ့စိတ်ခံစားချက်ကိုပါပြောင်းလဲပြလိုက်ပါတယ်။နောက်ဆုံးမှာတော့ကန်ဒီယာကကေပါတီဘက်မှာမရှိခဲ့ပါဘူး။ဒါကမှကနေဖြစ်ပေါ်လာတဲ့အုံဂိုးကြောင့်အာဂျင်တီးနားတော့နိုင်ရသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့နိုင်ဂိုးဟာအာဂျင်တီးနားရဲ့ကြီးကျယ်မှုကိုဖော်ပြတာချက်ကေပါတီရဲ့ကန်ဆုံးမှုကိုပို့ပြီးတော့ပြောပြနေခဲ့ပါတယ်။ဒီပွဲမှာအာဂျင်တီးနားနိုင်ရခဲ့ပေမဲ့လွယ်လွယ်ကူကူနိုင်ရခဲ့တာမဟုတ်ပါဘူး။ကမ္ဘာ့ချန်ပီယံအသင်းဟာလူတိုင်းမထင်ထားတဲ့အသင်းငယ်လေးရဲ့အဆုံးစွန်ဒီတွန်းအားပေးမှုကိုခံခဲ့ရပါတယ်။ပွဲပြီးဆုံးချိန်မှာအာဂျင်တီးနားကစားသမားတွေရဲ့မျက်နှာပေါ်ကအမူအရာတွေကလည်းဒီပွဲကဘယ်လောက်ထိခက်ခဲခဲ့လဲဆိုတာပြောပြနေခဲ့တာပါ။ကေပါရီယာဒီစင်ကိုကန်ကောင်းလို့ရောက်လာခဲ့တာမဟုတ်ပါဘူး။အုပ်စု H ထဲမှာစပိန်၊ဥရုဂွေ၊ဆော်ဒီအာရေဗျလို့အသင်းတွေနဲ့ကြားရောက်ခဲ့ပေမဲ့သုံးပွဲစလုံးကိုတည်ကစားနိုင်ခဲ့ပြီးရှုံးတဲ့စင်ကိုတက်လာခဲ့တာပါ။သူတို့ရဲ့စီကံရှိတဲ့ခံစဉ်မပန်ပန်းနဲ့ပြေးရတဲ့အသင်းလိုက်စိတ်ဓာတ်ကဘန်ပွဲတစ်ချလုံးမှာအားလုံးရဲ့လေးစားမှုရရှိခဲ့ပါတယ်။လူကြီး9သိန်းဝန်းကျင်သာရှိတဲ့နိုင်ငံငယ်လေးကကမ္ဘာ့ချန်ပီယံကိုမိနစ်120နီးပါးရင်ဆိုင်ခဲ့ပြီးနှစ်ကြိမ်တိုင်ပြန်လိုက်နိုင်ခဲ့တာကဖလားရခဲ့တာမဟုတ်ခဲ့ပေမဲ့တမိုင်းဝင်အောင်မြင်မှုတစ်ခုပါ။ဘောလုံးတမိုင်းမှာရှုံးပွဲတချို့ကအောင်ပွဲတွေအချက်ပို့ပြီးတော့အမှတ်ရစရာဖြစ်တဲ့ပါတယ်။ဒီပွဲကလည်းအဲ့လိုပွဲမျိုးဖြစ်ခဲ့ပါတယ်။နေပေါင်းများစွာကြာပြီးတဲ့နောက်ဒီပွဲကိုပြန်ပြောကြတဲ့အခါမက်ဆီကို20ပြေးခဲ့တဲ့ပွဲလို့ပဲပြောကြမှာမဟုတ်ပါဘူး။ကမ္ဘာ့ချန်ပီယံအာဂျင်တီးနားကိုအသင်းငယ်လေးကေပါရီကအဆုံးထိတွန်းလုံးသွားအောင်လုပ်ခဲ့တဲ့ပွဲလို့လည်းပြောကြပါလိမ့်မယ်။ဒီကနေ့မှာဘောလုံးမှာအနိုင်ရတဲ့အသင်းတွေကတမိုင်းနဲ့ဝင်သွားတက်ပေမဲ့ရှုံးနေတဲ့အသင်းကတော့လူတွေရဲ့နှလုံးသားထဲမှာဝင်သွားတက်ပါတယ်။ဒီနေ့မှာအာဂျင်တီးနားအသင်းကနောက်တစ်ဆင့်တက်သွားခဲ့ပါတယ်။မက်ဆီကစံချိန်သစ်တွေထပ်ရေးခဲ့ပါတယ်။ဒါပေမဲ့အရေးကြီးဆုံးဒီပွဲရဲ့အကြီးမားဆုံးအောင်ပွဲကတော့ကေပါတီအသင်းကရရှိသွားခဲ့တာပါ။ရလက်မှာရှုံးခဲ့ပေမဲ့ကမ္ဘာတဝန်းကဘောလုံးပရိသတ်တွေရဲ့လေးစားမှုချီးကျူးမှုနဲ့နှလုံးသားတွေကိုသူတို့အနိုင်ရသွားခဲ့ပါတယ်။ဒီကနေ့မှာဖလားမရတဲ့အသင်းကတော့ကမ္ဘာဖလားရဲ့အလားပါဆုံးဇလန်းကိုရေးနိုင်တယ်ဆိုတာကိုကေပါတီကတက်တည်ပြသွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုကတော့ပါပဲနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုံလိုက်ရပါတယ်ခင်ဗျာ။